ခွားသေးချန်လိုက်ပြမလို့ပါတဒန်မတခွားသေးတွေတည်နေတွေ့လားမကျန်ရန်ကုန်မှာဆိုတစ်လုံး900လောက်ရှိအာဒါနဲ့သူ့တခွားသေးအဆူးလေးပါနော်အဆူးလေးတော့ဆူးရဟာဒါကတော့ကရင်ပြည်နယ်မှာရှိတဲ့ဟောပါလေနော်တရာထမင်းဆိုင်ရဲ့အနောက်ကဒီသူတို့စိုက်ခင်းနဲ့ရောက်နေရပါနော်တခွားသေးလေးဒီလုံးလိုကြီးပဲမကျသူ့တိုင်ခူးလားမသိမြင်အောင်နော်ကင်မရာမှာဥပဒေကြည့်အောင်ဒီမှာအကြီးတွေ့မကျ heavy နဲရမဒါကရင်ပြည်နယ်ကတခွားသေးပဲဖြစ်ပါတယ်ဆိုအောင်ဆိုတခွားသေးကိုအပြင်မှာဒီလိုမျိုးသေးနေအခုမှမမြင်ဘူးလားဒီမှာတခွားသေးမကြည့်ပဲဒါတခွားပွင့်နေပါတော့တခွားသေးမဲ့အပွင့်လေးတွေဖြစ်ပါတယ်ဒါဒီလိုမျိုးသူတို့ခြံတွေက